21ရာစုမှာမဖြစ်မနေတက်မြောက်ထားရမယ့်ပညာရေးတစ်ခုကိုကျွန်တော်ပြချင်ပါတယ်ပထမတစ်ခုကကြတော့အင်္ဂလိပ်စာဘာသာစကားနဲ့ဒုတိယတစ်ခုကကြတော့ ICT skill ပဲဖြစ်ပါတယ်ကမ္ဘာပေါ်မှာဆိုရင်2025စစ်တမ်းများအရလူသန်းပေါင်း8000ကျော်ရှိပါတယ်အဲ့ဒီအထက်ကမှသန်းပေါင်း1500ကျော်လောက်ကအင်္ဂလိပ်စာဘာသာစကားကိုပြောနေကြပါတယ်မြန်မာခေတ်ကာလမှာလည်းအင်္ဂလိပ်စာဘာသာစကားကနိုင်ငံတကာလူပြောအများဆုံးဘာသာစကားလည်းဖြစ်ပါတယ်။အင်္ဂလိပ်စာမသိဘူးဆိုရင်သတင်းအချက်အလက်တော်တော်များများကိုဖတ်ရှုလို့ရမှာမဟုတ်ပါဘူး။သုတစာပေပဲဖြစ်ဖြစ် online ပေါ်မှာရေးတဲ့သတင်းအချက်အလက်တွေပဲဖြစ်ဖြစ်ရသစာပေပဲဖြစ်ဖြစ်တော်တော်များများကအင်္ဂလိပ်စာဘာသာစကားနဲ့ပဲတိုက်ရိုက်ရေးသားထားတာများပါတယ်။ကျွန်တော်တို့အလုပ်လျှောက်တဲ့အခါမှာဆိုရင်လည်း CV ကိုအင်္ဂလိပ်နဲ့ပဲရေးရတာဖြစ်ပါတယ်။ကျောင်းသားတယောက်ကဆိုရင်လည်းအင်္ဂလိပ်စာမသိဘူးဆိုရင် scholarship လျှောက်တဲ့အခါမှာအခက်အခဲများစွာရှိနိုင်ပါတယ်။အင်္ဂလိပ်စာကိုတက်မြောက်ထားတဲ့ကျောင်းသားတယောက်ကဆိုရင်နိုင်ငံတကာတက္ကသိုလ်တွေမှာလျှောက်တဲ့အခါမှာဆိုရင်ခွင့်လန်းတွေအများကြီးရရှိနိုင်မှာဖြစ်ပါတယ်။အဆင့်ပြနဲ့လည်း scholarship တွေကိုလျှောက်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်အင်္ဂလိပ်စာစကေးကနိုင်ငံတကာနဲ့တိုက်ရိုက်ချိတ်ဆက်တဲ့အခါမှာဆိုရင်အခြေခံအကျဆုံးအရေးချင်းတစ်ခုလည်းဖြစ်ပါတယ်။ဒုတိယတစ်ခုကကျတော့ ICT skill ပဲဖြစ်ပါတယ်။ ICT skill ဆိုတာက information and communication technology လို့ပြောပါတယ်ဆိုလိုချင်တာကနည်းပညာနဲ့ကွန်ပျူတာနဲ့ကိုပေါင်းစပ်ပြီးတော့အလုပ်လုပ်တာပဲဖြစ်ပါတယ် ICT ကျွမ်းကျင်မှုကမျက်မှောက်ခေတ်ကာလမှာဆိုရင်လည်းအလုံးကိုအရေးပါတဲ့အခန်းကဏ္ဍမှာပါဝင်နေပါတယ်ကျွန်တော်ရဲ့လုပ်ငန်းခွင်တွေမှာဆိုရင်လည်း Microsoft Office တို့ email ပို့တာမျိုးတွေ online ကနေအလုပ်လုပ်တာမျိုးတွေက ICT နဲ့ပဲဆိုင်ပါတယ် ICT ကျွမ်းကျင်မှုမရှိဘူးဆိုရင်အလုပ်ရဖို့သိကြမှာမဟုတ်ပါဘူး online freelancing ပဲဖြစ်ဖြစ် digital marketing ပဲဖြစ်ဖြစ် graphic design ပဲဆို video editing ပဲလုပ်လို့ပါအရာအားလုံးက ICT နဲ့ပဲတိုက်ရိုက်ပါဝင်ပတ်သက်နေတာဖြစ်ပါတယ်ဥပမာအလုပ်သမားတယောက်က ICT ဘာသာရပ်ကိုမကျွမ်းကျင်ထားဘူးဆိုရင်အလုပ်လျှောက်တဲ့အခါမှာ reject ထိခံရနိုင်ပါတယ်ဒါပေမဲ့လည်း ICT skill ကိုကျွမ်းကျင်ထားတဲ့သူတယောက်ကဆိုရင် online ကနေတစ်ဆင့် internet ကိုအသုံးပြုပြီးတော့ freelancer တယောက်အနေနဲ့အလုပ်လုပ်လို့ရမှာဖြစ်ပါတယ်ဒါကြောင့် ICT ကျွမ်းကျင်ထားမှုကကိုယ့်ရဲ့တာမန်ဘဝသာမကပဲကိုယ့်ရဲ့အနာဂတ်တိုးတက်ပြောင်းလဲဖို့အတွက်အထောက်အကူဖြစ်စေတဲ့အရေးချင်းတစ်ခုလည်းဖြစ်ပါတယ်အင်္ဂလိပ်စာဘာသာစကားကိုလည်းကျွမ်းကျင်ထားမယ် ICT ကိုလည်းကျွမ်းကျင်ထားမယ်ဆိုရင်အဲ့လူတယောက်ကသူများတွေနဲ့စာရဲဆိုရင်တော့ပုံမတိုးတက်တဲ့လူတယောက်ဖြစ်လာမှာဖြစ်ပါတယ်အင်္ဂလိပ်စာသိတဲ့သူကနိုင်ငံတကာသတင်းအချက်အလက်တွေကိုကောင်းမွန်ဖတ်ရှုနိုင်မှာဖြစ်ပါတယ် ICT သိတဲ့သူကလည်းအလုပ်လုပ်တဲ့အခါမှာပုံမထိရောက်မြန်ဆန်တဲ့အလုပ်တွေကိုလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်နှစ်ခုစလုံးကိုတက်မြောက်ထားရဲဆိုရင်တော့ကိုအလုပ်လုပ်တဲ့အခါမှာနေရာတစ်ခုကအမြဲတမ်းရှိနေမှာဖြစ်ပါတယ်အင်္ဂလိပ်စာမသိပဲ ICT ကိုသုံးဖို့ခက်တယ်လို့ ICT ကိုမကျွမ်းကျင်ထားဘူးဆိုရင်လည်းအင်္ဂလိပ်စာဘာသာစကားကိုလေ့လာတဲ့အခါမှာအခက်အခဲများစွာရှိနိုင်ပါတယ်ဒါကြောင့်လည်းပဲအနာဂတ်မှာအောင်မြင်ခြင်းနဲ့ဆိုရင်ဒီဘာသာရပ်နှစ်ခုကိုမဖြစ်မနေလေ့လာသင်ယူထားဖို့ဒီကနေကျွန်တော်အကြံပေးချင်ပါတယ်မိတ်ဆွေရာကျောင်းသူကျောင်းသားတယောက်ပဲဖြစ်ပါစေလုပ်ငန်းရှင်တယောက်ပဲဖြစ်ပါစေဒီဘာသာရပ်နှစ်ခုကို21ရာစုမှာမဖြစ်မနေစတင်လေ့လာထားဖို့အရေးကြီးပါပြီထို့အတွက်ကြောင့်ဒီနေ့ကစပြီးကိုယ့်ရဲ့ဘဝတိုးတက်အောင်မြင်ခြင်းနဲ့ဆိုရင်အင်္ဂလိပ်စာဘာသာစကားနဲ့ ICT skill ကိုဒီနေ့ကစပြီးတော့လေ့လာကြရအောင်ပါ I am I can I will I do ပါကျွန်တော်နာမည်ကတော့စကြောထုတ်လို့ခေါ်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်ပြီးတော့တွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်